ကိုမင်းကတကားနာကိုတွားပြီးတကားကိုအတာလန်ကြည့်လိုက်တော့အခန်းထဲမှာလူမရှိဘူးဒါပေမဲ့နောက်ဆုံးနှန်းကစပွဲပေါ်မှာစာအုပ်တအုပ်ဖွင့်ထားတယ်လူမရှိပဲစာမျက်နှာတွေအလိုလိုလှန့်နေတယ်သူအနီးကိုတွားကြည့်လိုက်တော့စာအုပ်ထဲမှာလက်ရည်နဲ့စာတစ်ကြောင်းရေးထားတာတွေ့ရတယ်နောက်ကိုမလဲနဲ့ကိုမင်းရဲ့လေပင်အနောက်မှာအေးဆက်တဲ့အသက်ရှူတန်တစ်ချက်ကိုခံစားလိုက်ရတယ်သူချက်ချင်းလက်မကြည့်ရဘူးနှလုံးခုန်တန်ကတဖြည်းဖြည်းမြန်လာတယ်သူဖြည်းဖြည်းလဲကြည့်လိုက်တော့ကျောင်းဝတ်စုံဝတ်ထားတဲ့မိန်းကလေးငယ်တစ်ယောက်တကားနားမှာရက်နေတယ်မျက်နှာကိုစပင်နဲ့ဖုံးထားပြီးကိုမင်းစီကိုတဖြည်းဖြည်းလျှောက်လာတယ်နင်းဘသူလဲလို့ကိုမင်းမေးလိုက်တယ်မိန်းကလေးကမဖြေဘူးလက်ညှိုးနဲ့နယံကိုထိုးပြနေတယ်နယံဘော်ကမီးမိန်မိန်အောက်မှာစာတန်းအဟောင်းတစ်ခုကိုမြင်ရတယ်2009ခုနှစ်တုန်းကမြမြတီမှာတည်ခဲ့တယ်